ရှေးအခါကမြန်မာပြည်၏အနက်ရှိုင်းဆုံးတောနက်ကြီးထဲတွင်လူသားတို့မမြင်ဘူးမကြားဘူးသောသတ္တဝါတစ်ကောင်ရှိခဲ့သည်အမည်ကဖွတ်ဖြူသူ့ကိုရွှေရောင်မွေးနုများဖြင့်ဖုံးကာမျက်လုံးများကလပြည့်ဝန်းကဲ့သို့ဖြူစင်တောက်ပသည်ဒဏ္ဍာရီအလိုအရဤဖို့မှာနတ်တို့၏သတ္တဝါဖြစ်ပြီးလူသားတို့အားကံအားလျော်စွာဆုလက်တို့ကျိန်စာတို့ကိုပေးစွမ်းနိုင်သည်ဟုဆိုသည်အခန်းတောရွာနှင့်လူငယ်လေးတောအုပ်အနီးရှိရွာငယ်လေးတွင်မောင်ရွှေရိုးအမည်ရှိဆင်းရဲသားလူငယ်တဦးနေထိုင်သည်တနေ့သူသည်တောထဲသို့ဟင်းရွက်ရှာထွက်ရင်းမတော်တဆဖွတ်ဖြူ၏နတ်ကူအနီးသို့ရောက်သွားခဲ့သည်ဂူထဲမှမီးခိုးဖြူများထွက်နေသည်ကိုမြင်ပြီးစူးစမ်းလိုစိတ်ဖြင့်ဝင်ရောက်ကြည့်မိသည်အခန်းနှင့်နတ်ဖို့၏စမ်းသပ်မှုဂူအတွင်း၌ဖွတ်ဖြူကြီးသည်လူသားတဦးရောက်လာသည်ကိုသိသဖြင့်စကားပြောသည်အိုလူသားငါအားနှစ်ပေါင်း1000ကြာမည်သူမျှမဖူးမြင်ခဲ့ပါတင်သည်ရဲရင်သူဖြစ်လျင်ငါ၏စမ်းသပ်မှုကိုဖြေဆိုပါမောင်ရွှေရိုးသည်ကြောက်လန့်တော်လဲရဲဝံ့စွာသဘောတူခဲ့သည်ဖွတ်ဖြူကသူ့အားရွှေအိုးတစ်လုံးနှင့်တန်အိုးတစ်လုံးကိုရွေးချယ်ခိုင်းသည်အခန်း3ရွေးချယ်မှု၏အဓိပ္ပာယ်မောင်ရွှေရိုးသည်တန်အိုးကိုရွေးချယ်လိုက်သည်ဖွတ်ဖြူကပြုံးပြီးဤသို့ဆိုသည်တင်၏ရိုးသားမှုကြောင့်တင်သည်ဆုချခြင်းခံရပါမည်ဤတန်အိုးထဲတွင်မကုန်ခန်းနိုင်သောတန်များပြည့်နေသည်သို့သောရွှေအိုးကိုရွေးခဲ့လျင်တင်သည်ကျိန်စာခံရမည်အခန်း4ပြည့်စုံသောအဆုံးသတ်မောင်ရွှေရိုးသည်တန်များကိုရွာသို့ယူဆောင်ကာလဲရစိုက်ပျိုးရန်ကိရိယာများပြုလုပ်ခဲ့သည်သူ၏ရွာသည်ချမ်းသာကြွယ်ဝလာပြီးဖွတ်ဖြူ၏ဒဏ္ဍာရီကိုလည်းလူတိုင်းသိလာကြသည်အဆုံးတွင်ဖွတ်ဖြူသည်တောနက်ထဲ၌ပျောက်ကွယ်သွားပြီးယနေ့တိုင်မည်သူမျှမတွေ့ခဲ့ကြတော့ဟုဆိုသည်